ဒီလိုဖက်ခက်ခဲချက်ကူးနေတာပဲချက်ကူးဟုတ်ရှေ့ကိုတူတန်ကောင်းလားကိုတူဒီကိုလေးတစ်ခါပေးလိုက်ကိုတူကြီးရနေဖြတ်ချောင်းဝင်ငါပါပါသွားမှာတော့ရေပေါ့ကွာကျန်တာတော့ရှိတာစားလို့ရတာပေါ့တော့ရေကတော့မစီသေးမိလိုက်ပေါ့အမှန်တော့လွယ်တယ်ထင်တာကွာတကယ်တော့အခက်အခဲတော့ရေဖြစ်သွားအောင်ဟုတ်ကဲ့အမှန်တော့အရန်လွယ်တဲ့အရာခက်သွားတာဟုတ်ကဲ့ဒီကတော့လိုထွက်တဲ့ရေကအခုမထွက်တော့ဘူးကွာအော်တော့ရဲတော့ဒီတာပေါ်မှာလာတဲ့နေမှာအလူရှိတွေပြေးတဲ့အချိန်ကျမှတော့ထားပေါ့အဲ့လိုပေါ့သူကတုတ်ကေတွေပါဒီလောက်အကုန်မြုပ်ကုန်လေတောင်းလို့မရတော့ဒီလိုဒီလေးပဲလေဟိုဘက်မှာပိတ်မိနေတဲ့လူတွေဒီကနေပြီးတော့တော့မတိုင်းချောင်းဘက်ကိုကြောက်ကြောက်သွားနေမှာပေါ့